တိတရားတာရိကပါမာမင်းရှိတဲ့ကိုကိုတည်တဲ့ကပါမိမိတို့ကိုယ်လည်းလိုက်ပြီးကာယခေါ်အားနာနာပါသုံးလို့ဘုရားကြီးကိုပိုင်းပြည့်လို့ဆိုတာပါပိုင်းတရားတကယ်တော့မပြန်ကြတော့ဘူးဗျာအဲ့ဒီမှာပဲနေနေတယ်ဆိုရင်ဘုရားအမြဲတမ်းဒါနေကြစားကြဘုရားအကုန်လုံးဆောင်ရွက်ပြီးအဲ့ဒီမှာပြန်ဆောက်ကြတာဧကတ္တမှာပြန်ဆောက်တာအကျဉ်းဝါဧကတ္တမှာရှိခြေုံနေရှိတယ်ထက်တန်းတောင်းတော့ရှိတယ်နောက်ဇေဒီတော်ရ90ရှိတယ်ဘလို့ဓမ္မယောဂီတွေအကြီးတဲ့ကြီးစထားတဲ့ကြီးတဲ့ကြီးလူတွေနားကိုချောက်နေကြတာလုံးရင်းလေးတွေကြီးတယ်သုံးတတ်တယ်မတတ်တဲ့ဒီလိုဆောက်နေတဲ့အများကြီးဒီဆောက်ထားတာလူပေါင်းတောင်းကြည့်လာတဲ့ဘုရားအဲ့မှာနေရာပေးလို့ရတယ်လူပေါင်းတောင်းကြည့်လာတဲ့နေရာပေးလို့ရတယ်